အဲ့တော့ကျွန်တော်မကြခဏနေဒီမှာမေးရတယ်ဘလို့လဲကိုပေနိုင်ငံရဲ့ဒီပြည်ပြောင်းလဲဖို့ကိစ္စတွေကျွန်တော်နိုင်ငံဘလို့ဖြစ်နိုင်လဲမေးပါဒီမှာလဲမေးပါရန်ကုန်ဗမာပြည်မှာလဲမေးရတယ်ခင်ဗျားတို့ပြည်ပြောင်းလဲတာတွေမပြောင်းလဲတာနောက်မှထားလွှမ်းမိုးသချင်းကြားဘူးလားကိုလွှမ်းမိုးကရှေ့ပြနောက်ပြရေးသွားတယ်ဆိုသွားတယ်လို့ဘယ်သချင်းလုံးပြမဟောင်းနေပါဘူးမနှောင်းနေပါဘူးမပြောင်းနေပါဘူးလေအခုဘဝတွေမကနောက်ဘဝအတိုင်းလည်းမပြောင်းနေပါဘူးလေကိုလွမ်းမို့ဘလို့များကများအတိတ်ပြစ္ဆုတ်ကအနာဂတ်များမှန်းရည်သလားကျွန်တော်တို့စစ်ဖက်အောက်ကနေပြီးတော့ယုံထွက်လာတယ်ဆိုတဲ့စကားကျွန်တော်မကြိုက်ပါဘူးကျွန်တော်တို့စစ်ဖက်အောက်မှာရောက်နေတာမဟုတ်ဘူးဂရီဘာဖက်အောက်မှာရောက်နေတာသူတို့ကလေစစ်ဖက်ကနေဂရီဘာဖက်ပြောင်းစီးလိုက်တယ်3 နှစ်တာကာလလာပေါင်းများစွာကြာတဲ့ခါမှာလွတ်တော်ထဲမှာပြည်သူတွေရဲ့အတွက်ကိုဘာမှမပြောမဆိုဘဲနဲ့ငုတ်တုတ်ထိုင်ပြီးတော့ပေးလိုက်တဲ့မဲကိုယူကျင်အောင်စောင့်အိမ်ငိုက်နေသလားတော့မသိပါဘူးအဲဒါကြောင့်ဘီလူကလည်းမရဘူးရေးလိုက်တယ်ပြည်သူလွတ်တော်ခေါ်ပါသည်ပါတီအမတ်များငိုက်နေသည်အစီအစိမ်များစားလို့ဖြစ်နိုင်သည်ပြည်သူ့ဘက်တော်ကအမတ်တွေသည်အစီအစဉ်ရှိမရှိမေးကြသည်ဘတ်ဂျက်မရှိလို့နောက်မှလုပ်ပေးမည်ဘတ်ဂျက်ကရှိပါတယ်ဘတ်ဂျက်တွေကမြည်တို့ပြန်တန်းသွားတယ်လေမြေရှိုးမိုးပြန်သွားတယ်တော့မသိဘူးပရိသတ်ကြီး88မတိုင်ခင်ကတန်းပေါင်း8400အကျွေးရှိတယ်88နောက်ပိုင်းမှာ2600ပေါင်းကြီး11000 6 တန်း60နဲ့စငုတ်တုတ်ထိုင်ရင်ကိုထမင်းကိုရှာစားရင်လေလူတရားကို183တန်းအကျွေးရှိတယ်ငင်းမလားသူတို့အကျွေးယူတုံးကတော့ကျွန်တော်တို့မသိရှာပါဘူးပေးကန်ဒီကြရင်တရင်စာတွေကစလုံးမဲကြီးနဲ့ဘလောက်တော့ကျွေးမိတင်းနေပြီပြောလိုက်တာလွယ်လေလေးကျွေးတင်ရင်ဘယ်သူဆက်မှလဲပြည်သူဆက်မှပေါ့သူတို့ကတော့ဖုတ်ဘက်ခါဆင်းသွားကြမှာပေါ့ကျွန်တော်စဉ်းစားကြည့်တယ်အော်ကျွန်တော်တို့ခေါင်းဆောင်ကြီးတွေဘလို့လေးလတစ်ခါများသူတို့တယောက်တည်းမှာချစ်လက်ပြီးတော့တိုင်ပင်ကြိုက်ပြောနေတာမသိတယောက်ကထားပြဘုရားတို့ဖျောင်းနိုင်ထုံးပေါ့ဟောနောက်တစ်ပါးကကြတော့ဘာပြောထမင်းသနာလျှော့စားဟောနောက်တစ်ပါးကျတော့နယ်လက်ပါရိုက်ပလိုက်မှာဆိုတာတစ်ပါးဟောနောက်ကျတော့ဒေါ်စုကမြက်တပင်ဗမာပြည်အတွက်မြက်တပင်စိုက်ဖူးတာမဟုတ်တဲ့ပုဂ္ဂိုလ်ကပြောကျွန်တော်တွေ့ကြည့်တော့4 လလောက်ခြားတယ်တိုင်ပင်ကြိုက်များတက်ပြည်သူဒုက္ခပေးနေသလားမသိဘူးအဲဒါကြောင့်မို့ဆရာတော်ကြီးတိလကုဆရာတော်ကြီးကဘာပြောလိုက်လဲဆိုတော့စကားလေးတစ်လုံးပဲအမတန်ပညာရှိတဲ့ဆရာတော်ကြီးကပါဇက်မှာခဲပြမပါဘူးတဲ့ပါဇက်မှာခဲပြများပါရင်အဲ့ဒီလူတွေမိကွန်းပြောရမဟုတ်ခဲပြနဲ့ဖြစ်နေရမယ်ဒေါ်စုကမြက်တပင်စိုက်ဖူးတာမဟုတ်တော့ကျွန်တော်ဘယ်သူမှလိုက်ပြောတာမဟုတ်မြက်ဆိုတာစိုက်ရတာလားနှုတ်ရတာလားတော့မသိဘူးကြတော့ဘူးလားဝင်ကြီးလေအဲ့ဒါကြောင့်မို့ဟိုဝင်ကြီးကအမှားကိုဒီဝင်ကြီးကလှမ်းဖလိုက်ဟိုဝင်ကြီးကအမှားကိုဒီဝင်ကြီးကလှမ်းဖလိုက်ကြတော့ဖာဝင်ကြီးတွေဖြစ်မသွားတော့ကျွန်တော်ပြောတာကကျွန်တော်တို့လေးစားတဲ့ခေါင်းဆောင်ကောင်းဖြစ်တင်ပါတယ်အဲ့ခေါင်းဆောင်ကောင်းဖြစ်ဖို့တော့ကျွန်တော်လည်းမျှော်လင့်တယ်ကျွန်တော်တို့လည်းတိုင်းပြည်လည်းအရန်ကောင်းစားစီတိုင်းပြည်ကလည်းတိုင်းပြည်ကတော်တော်နှုတ်တယ်မုံတိုင်းကအရန်ထန်လာခဲ့ပြီးဒီနေ့ဒီအချိန်မှာတော့ကျွန်တော်တို့မြန်မာရှေ့ပြောင်းလို့သမားတွေကျွန်တော်တို့ညီကောင်မောင်နှမတွေကိုတိုင်းပြည်ချင်းတွေကောင်းရင်တော့သူများတိုင်းပြည်မှာတစ်လက်မှတစ်ဆက်ကမှနေမအောင်ပြန်ကြမှာ